အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာခင်ဗျာဒါလေးကတော့စပင်နဲ့ညံပန်းလေးဖြစ်ပါတယ်ခင်ဗျာနော်ကာလာစီကာလာဆက်လေးရတော်တော်လာမယ်နော်ဝါနီလေးတွေများမယ်ခင်ဗျာဒါလေးတော်တော်လာတယ်ခင်ဗျာနော်ဒီကောင်လေးဆိုလို့ရှင်စုစုပေါင်းကလပ်ကတော့438ကလပ်ရှိပါတယ်ခင်ဗျာဒီကောင်လေးကိုနော်ကျွန်တော်တဝက်ဆိုလို့ရှင်တော့ဒုတ်ထိုးရောင်းလိမ့်မယ်ခင်ဗျာနော်ဒါလော့ပြက်ရောင်းမှုပဲအစီအစဉ်ရှိပါတယ်ခင်ဗျာနော်ဒါလေးကတော့ကျွန်တော်တို့နော်ဒါဈေးနှုန်းလေးကိုကျွန်တော်အသေးစိတ်ကိုကျွန်တော်ရဲ့ချက်ပေါက်မှာလာပြီးမေးပြပါခင်ဗျာနော်ဒါလေးကတော့ကာလာစီကာလာဆက်တော်တော်လာဟုတ်မှလေးဒါတော့ကျွန်တော်ဒါနော်ဒါအခန်းထဲနေရိုက်နေရပါခင်ဗျာနော်ဒါဟိုနေပနာနဲ့ရိုက်နေရမဟုတ်ခင်ဗျာမီးထိုးပါလို့လည်းမပါဘူးနော်ဒါကာလာစီကာလာဆက်လာလဲပြောလို့ရှိရင်စိုက်အရွယ်တူတာလေးများမယ်ခင်ဗျာနော်အရွယ်ကတော့နည်းနည်း size စုံပုံစံလေးသွားမယ်ခင်ဗျာနော်တကောင်လေးကတော့ကာလာစီကာလာဆက်လာမယ်ဝါနီလေးတွေများမယ်ခင်ဗျာဝါနီလေးနဲ့လှလိုက်တာဒါတက်ကလက်ကို1000ကျော်ဝင်းကျင်ပဲသွားကြမယ်ဗျနော်ဒါဈေးနှုန်းလေးကိုတော့ကျွန်တော်အတိအကျပြီးမှာပဲနော်ဝယ်တဲ့ customer တွေကိုပြောပြပါမယ်ခင်ဗျဟုတ်ကဲ့ပါတကောင်လေးကတော့ကလပ်ချိန်စုစုပေါင်းကတော့438ကလပ်ရှိပါတယ်ခင်ဗျဈေးတနန်လေးနဲ့ပဲရောင်းချပေးမယ်ခင်ဗျနော်ဒါဆိုလို့ရှင်ဒါသူများဆိုလို့ရှင်အနည်းဆုံးกว่า1000 1800 2000ရောင်းတော့ကျွန်တော်တက်နိုင်များတော့နော်ဈေးလေးချိုပြီးရောင်းပေးမယ်ခင်ဗျနော်ဒါလေးကတော့နော်စပင်နဲ့အညံပန်းလေးပါခင်ဗျအစီနော်ဝါနီကြီးလေးလည်းများမယ်ခင်ဗျဟုတ်ကဲ့ပါဒါချမ်းမြေတော်လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်